မင်္ဂလာပါကျွန်တော်ရဲ့ channel နဲ့ကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်တို့ AZ သုံးနေတဲ့လူတွေ AZ ရဲ့ background color ကိုဘယ်လိုချင်းရမလဲဆိုတာလေးကိုကျွန်တော် sharing လုပ်ပြတော့မှာဖြစ်ပါတယ်เนาะအရင်ဆုံးကျွန်တော်တို့ AZ ကိုရင်ခေါ်လိုက်မယ်ကျွန်တော် keyboard မှာရှိတဲ့ window နဲ့အောင် print လိုက်မယ်နှိပ်ပြီးကျွန်တော်တို့ AZ ဆိုပြီးတော့ရှာတယ်ကျွန်တော်တို့ new layer တစ်ချက်ဝင်လိုက်မယ်ဝင်ပြီးရင်ကျွန်တော်တို့ကဒီမှာတော့ကျွန်တော်တို့အမဲအောင်ပြောင်းထားတာတကယ်လို့ပြောင်းချင်တယ်ဆိုရင်တော့ကျွန်တော်ဒီ file ထဲမှာရှိတယ်ကျွန်တော်တို့ account လေးကိုဝင်လိုက်မယ်ဝင်ပြီးကျွန်တော်တို့ office တင်ဆိုတာရှိတယ်ဒီမှာတော့ white ပေါ့နော်ရှိတယ်သူရဲ့ default color ကတော့ဒီမှာအဖြူရောင်းပါတော့တကယ်လို့ကျွန်တော်တို့အဖြူရောင်းမကြိုက်ဘူးအမဲရောင်ထားချင်တယ်ဆိုရင်ခုနတိုင်းပဲကျွန်တော်တို့ file ထဲကိုဝင်လိုက်မယ်ဝင်ပြီးကျွန်တော်တို့ account ထဲကိုဝင်လိုက်မယ်ဝင်ပြီးဒီမှာ office တင်ကျွန်တော် dark gray ဒီမှာ black เนาะအဲ့လိုထားလို့ရတယ်แล้วမဲရောင်ပြောင်းသွားပြီဆိုရင်ကျွန်တော်တို့ကဒီမှာဒါယူပါအမဲရောင်ထပ်ပြောင်းခြင်းနဲ့ဆိုရင်တော့ဒီမှာကျွန်တော်တို့ဒီမှာဒါလေးကို select on နှိပ်လိုက်နှိပ်ပြီးရင်ဒီမှာတော့ fit color ကိုဒီမှာတစ်ချက်နှိပ်ပြီးတော့ဘေးနားညာလေးတစ်ချက်နှိပ်ပြီးတော့ဒီမှာလက်လွတ်လိုက်လက်လွတ်လိုက်ရင်ကျွန်တော်တို့ကဒီမှာမြင်းချောင်းတွေမပေါ်တော့အဲ့အရာတွေဘယ်လိုပေါအောင်လုပ်အောင်လဲဆိုရင်သူ့ပဲ select on နှိပ်လိုက်နှိပ်ပြီးဒီမှာကျွန်တော်တို့ကဒါလေးတစ်ချက်နှိပ်လိုက်နှိပ်ပြီးကျွန်တော် line color ကိုသူ့ရဲ့ background အမဲဖြစ်နေတော့ line color အဖြူအောင်လုပ်မှရနော်အဲကြောင့်လို့ကျွန်တော်တို့က line color ကိုအဖြူအောင်ရွေးရရေးပြီးရင်ဒီက select ပဲပြန်နေပြီးရင်ကျွန်တော်တို့ဒီလိုပဲပြန်ဝင်ပြီးကျွန်တော်တို့က over ရွေးလိုက်ရင်တော့ကျွန်တော်တို့ရပါတယ်เนาะဒီမှာဆိုရင်ပြန်သုံးလို့ရတယ်ကျွန်တော်တို့ကဒီ background color ကိုကျွန်တော်တို့ဒီခုန file ထဲမှာရှိတဲ့ account ထဲကနေတော့မှပြောင်းချင်ဆိုရင်ကျွန်တော်တို့နောက်တနည်းကကျွန်တော်တို့ option မှာလည်းရှိတယ် option တွေကိုဝင်လိုက်မယ်ဝင်ပြီးကျွန်တော်တို့ဒီ general အောက်မှာပဲเนาะ office တဲ့เนาะဒီမှာလည်းတွားပြောင်းလို့ရတယ်เนาะဒီမှာကျွန်တော်အဖြူအောင်ပြန်ပြောင်းလိုက်မယ် okay ဒီမှာဆိုရင်ကျွန်တော်အဖြူအောင်ပြန်ပြောင်းသွားပြီအဖြူအောင်ပြန်ပြောင်းနေတယ်ဆိုရင်ဒီဟာကိုပါပြန်ပြီးတော့ကျွန်တော်တို့ကအဖြူအောင်ပြန်လုပ်ချင်တယ်ဆိုရင်ခုနတိုင်းပဲကျွန်တော်တို့က select on နှိပ်ပြီးရင်ဒီဟာကိုပဲကျွန်တော်တို့အဖြူအောင်ပြန်ပြောင်းမယ်ပြောင်းပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဒီမှာမြင်းချောင်းတွေပြန်ပြောက်သွားပြီခုနတိုင်းပဲကျွန်တော်တို့ဒါပဲဝင်မယ်မြင်ပြီးကျွန်တော်တို့က line color အခုကကျွန်တော်တို့အဖြူအောင်ဖြစ်တဲ့အတွက် line color အမဲလောက်မှာရအဲကြောင့်မလို့အမဲအောင်နှိပ်မယ် select all ပဲဒီမှာဆိုရင်ပြန်ဝင်ပြီးရင် all ပေါ့နော်အဲ့ဆိုရင်တော့ရပါပြီနော်အားလုံးပဲကျေးဇူးတင်ပါတယ်